မင်္ဂလာပါရှင်ဒါကတိုင်းမြန်မာဘာသာစီစဉ်မှာပြန်လေးကြိုဆိုလိုက်ပါရယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကာချောဟာပင်စင်ယူခါနီဖြစ်သောကြောင့်သမရဖြစ်နိုင်ရန်နီလမရှိတဲ့အတွက်အာနာသိန်းထားခြင်းဖြစ်ကြောင်းပိုရီချက်ဇသူစုထားတဲ့သတင်းကိုတင်ပြပေးသွားပါမယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့၌စစ်တပ်ကအာနာသိန်းထားတဲ့အပေါ်နိုင်ငံရေးလေလာသူဦးရီချက်ဇသူကဘူချုပ်မှုကြီးမြအောင်ထိုင်ဟာပင်စင်ယူခါနီသမရတာဝန်ထမ်းဆောင်လို့တော့လဲနီလမရှိတဲ့အတွက်ယခုကဲ့သို့အာနာသိန်းချင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘူချုပ်မှုကြီးမြအောင်နိုင်ကသမရနေရရခြင်းနဲ့ဒါပေမဲ့သမရဖြစ်ဖို့နီလမရှိပါဘူး။လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်ဦးချုပ်ကနေပြင်ဆင်ယူဖို့အချိန်ကြီးကလာပါတယ်။ဒါကြောင့်ဘာမှမတက်နိုင်တဲ့အစုံ2008ဖွဲ့စည်းပုံပုံမှ419အရာအရေးပေါ်အခြေအနေဆိုပြီးအာနာသိန်းထားတာဖြစ်ပါတယ်။တကယ်တမ်းဆိုရင်အရေးပေါ်အခြေအနေမဟုတ်ပါဘူးအာနာကိုချုပ်ကန်ခြင်းလို့ဖြစ်တာပါလို့နိုင်ငံရေးလေလာသူဦးရီချက်ဇသူက Hakka Times သတင်းဌာနတို့ပြထားပါတယ်ဦးရီချက်ဇသူကဆက်လက်ပြီးသမရဦးဝင်းမင်းကိုအတင်းလက်မှတ်ရေးထိုးခိုင်းပေမဲ့ငြင်းပေးပါတယ်တမရောကိုဇလေကနေဒုတိယသမရတစ်ဖြစ်တဲ့ဦးမြင့်ဆွေကိုအရေးပေါ်ကာလမှာယာယီသမရအဖြစ်ခံထားတယ်ဦးမြင့်ဆွေကနေဘူးချုပ်မှုကြီးမြအောင်နိုင်ထံအာနာလွှဲပြောင်းပေးထားပါတယ်ဘူချုပ်မှုကြီးမြောင်လှိုင်က2008ဖွဲ့စည်းပုံကကွယ်ရန်တာဝန်ရှိတော်လဲလူကူတိုင်ကမလိုက်နာဘူးတနှစ်ပြီးမှရွေးကောက်ပွဲကျင်းပမယ်ဆိုတာကလည်းစစ်တပ်ကိုယုံကြည်လို့မရပါဘူးသူတို့လူချင်းတဲ့အတိုင်း6လလေးပြန်ရွှေ့နိုင်တယ်6လတက်တိုးမယ်ဆိုရင်2နှစ်တောင်ကြာဖွယ်ရှိပါတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်အာနာသိန်းထားတဲ့ကိစ္စကိုကမ္ဘာကုလသမဂ္ဂထုတ်ပြန်ချက်ထုတ်ရန်ဆွေးနွေးခဲ့တော့လဲရုရှားနဲ့တရုတ်နိုင်ငံများကဗီတိုအာဏာဖြင့်ပြဖြတ်ခဲ့ကြောင်းနဲ့နောက်ထပ်ရွေးကောက်ပွဲကျင်းပပြုလုပ်ပါက NLD ပါတီကအနိုင်ရလိမ့်မည်ဖြစ်ရာမဖြစ်မနေအာဏာလွှဲပြောင်းလိမ့်မည်ဖြစ်ကြောင်းပိုရီချက်ဇသူကမှတ်ချက်ထားပါတယ်ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့ဝန်ကြီးနှစ်ပါးဆက်လက်ထိန်းသိမ်းနေတဲ့အကြောင်းကိုလည်းတင်ပြပေးသွားပါမယ်ချင်းပြည်နယ်ဟာခါမြို့ခလာရ266စခန်း၌လွှတ်တော်ဥက္ကဋ္ဌပူဇော်ဘွယ်ဒုတိယလွှတ်တော်ဥက္ကဋ္ဌဘူတစ်ထန်းစီပညာရေးစစ်ဝန်ကြီးဦးစုထက်နဲ့လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရေးမြဝန်ကြီးဦးဖွေးအာတိုအားစစ်တပ်စခန်းတွင်ထိန်းသိမ်းနေပြီးမိသည့်အချိန်တွင်လွှတ်ပေးမည်ကူမမတိရှိသေးကြောင်းသိရှိရပါသည်ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလင်တွေကိုဖေဖော်ဝါရီလ2ရက်နေ့တွင်လွှတ်ပေးခဲ့ကြောင်းသိရပါသည်ဤကိစ္စနဲ့ပတ်သက်ပြီးဟာခါမျိုးအခြေစိုက်ပြုဟာမှုတန်ဇန်ဦးကဘေးချင်းထိထိန်သိမ်းပြီးဘေးချင်းမှာပြန်လွှတ်မလဲဆိုတာကတော့မသိသေးဘူးလို့ Hakka Times သတင်းဌာနတို့ပြောပြထားပါတယ်။ကချုပ်ကအမြဲတမ်းအာဏာရရှိနေရင်နီလမ်မျိုးစုံဖန်တီးပြီးအာဏာသိမ်းယူကြောင်းဆလိုက်ကျဲပြီးထောင်းဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မြန်မာနိုင်ငံနဲ့ဘူချုပ်မှုကြီးမြအောင်နိုင်ကနိုင်ငံတော်အာဏာရရှိရန်အမြဲတမ်းလူလာနေပြီးအကြောင်းပြချက်မရှိအကြောင်းရှာအာဏာရယူထားကြောင်းသိရှိရပါတယ်။စစ်တပ်က3ချိန်တိုင်းအာဏာသိမ်းပြီးပါပြီ။ဘူချုပ်ကြီးမင်းအောင်လှိုင်ကအာဏာရရှိဖို့အမြဲတမ်းကြိုးစားနေပါတယ်။အသက်65နှစ်ပြည့်ပြီဖြစ်တော့လေ9နှစ်လျှော့ပြီးပင်စင်မယူချင်ဘူး။ဘလို့လောက်ရမှမသိတော့တဲ့အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်410ခုကိုကောက်ယူပြီးအာဏာသိမ်းတာဖြစ်ပါတယ်။ပြောရရင်သမရဒုတိယသမရနဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖန်စီထိန်သိမ်းဖို့ဆိုတာအခြေခံဥပဒေမှာမရှိဘူးလို့ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးဆလိုက်ဂျေဘစ်ထောင်ကထုတ်ပြခဲ့ပါတယ်။ဆလိုက်ဂျေဘစ်ထောင်ကဆက်လက်ပြီးဘူချုပ်မှုကြီးမြအောင်လှိုင်ကိုထင်တယ်လို့မဟုတ်ဘူး။ဘူချုပ်မှုကြီးမြအောင်လှိုင်ဟာဦးတန်းဆွေနဲ့ရင်းနှီးမှုရှိတယ်လို့ယူဆခဲ့တယ်။ဒီလိုမဟုတ်ပါဘူး။မတိကျတဲ့သူတွေဖြစ်နေပါတယ်။ဘူချုပ်မှုကြီးမြအောင်လှိုင်ဟာဦးမောင်အေးရဲ့တပည့်ဖြစ်နေတယ်။ဘူချုပ်မှုကြီးမြအောင်လှိုင်ဟာဦးတန်းရွှေစီဝင်ထွက်သွားလာတာမရှိတလို့ဖြစ်တယ်ဆိုတာသိရတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။2008ဖွဲ့စည်းပုံဒီစစ်တပ်ကကာကွယ်ဆောင်ရှောက်နိုင်ရန်တာဝန်မရှိသေးဟုဖော်ပြတော့လေတမတော်ကချိုးဖောက်နေကြောင်းသိရှိရပါတယ်။ကျွန်မ Elizabeth ပါဆက်လက်ပြီးတော့စစ်တပ်ကအာဏာသိမ်းခြင်းသည့် USDP ပါတီကရွေးကောက်ပွဲတွေအနိုင်မရခြင်းဖြစ်ကြောင်းစလိုင်းလိုင်းရမ်ထောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ရွေးကောက်ပွဲတွေ USDP ပါတီကအနိုင်မရရှိတဲ့အတွက်စစ်တပ်ကအာဏာသိမ်းခြင်းဖြစ်ကြောင်းနိုင်ငံခြားရောက်နိုင်ငံရေးသုံးသပ်သူစလိုင်းလိုင်းရမ်ထောင်ထံမှသိရှိရပါတယ်။
မဲစည်းရေးမှန်ကန်မှုဆိုတာအကြောင်းပြချက်တက်တာဖြစ်ပါတယ် USDP ပါတီကအနိုင်ရမယ်လို့ယူဆတဲ့အခါရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်မဝင်ပြိုင်ဖို့နီးမျိုးစုံအသုံးပြုပြီးလုပ်မှာပါအဲ့ဒီလိုလုပ်တဲ့အခါ NLD ပါတီကရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ငင်းဆိုမှာဖြစ်ပြီး USDP ပါတီကတိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းပြီးအစိုးရဖွဲ့ဖို့သဘောတူညီမှုရယူကအစိုးရဖွဲ့မှာဖြစ်တယ်လို့ယူဆပါတယ်လို့စလိုင်းလိုက်ရမ်ထမ်ကဟာကထမ်ကိုပြောပြခဲ့ပါတယ် NLD ပါတီကအမီတို့လှုပ်ဆောင်မိနီလူထုကမိကဲ့သို့လုပ်ငန်းဆောင်ရွက်မယ်ဆိုတဲ့အပေါ်မူတည်မီဖြစ်ကြောင်းနဲ့ပြည်ပမှာမိကဲ့သို့လှုပ်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်းလူထုကအရေးကြီးကြောင်းပြည်သူလူထုအပေါ်မူတည်နေကြောင်းနဲ့ပြည်သူလူထုတရက်လုံးကလှုပ်ဆောင်မယ်ဆိုပါကအောင်မြင်မှုရရှိပြီဖြစ်ကြောင်းစလိုင်းလိုက်ရမ်ထမ်ကပြောပြခဲ့ပါတယ်ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးထဲရဆောင်းမွေနီခွဲခန့်အပ်ခံထားတဲ့တည်င်းကိုတင်ဆက်ပေးသွားပါမယ်။စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးပြည်내နဲ့တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကိုခန့်အပ်ထားရာချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးထဲရဆောင်းမွေနီခွဲအားတာဝန်ပေးခန့်ထားကြောင်းသိရှိရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ419ရာအောက်ပါဖော်ပြပါပုဂ္ဂိုလ်များအားရှင်တွဲပါတိုင်းဒေသကြီးသို့မဟုတ်ပြည်내စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ်ခန့်အပ်တာဝန်ပေးထားကြောင်းကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးခတ်ထိန်နံကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးခင်မောင်ဦးကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးစောမြင့်ဦးချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးထဲရဆောင်းမွိုင်းနီခွိုင်မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဒေါက်တာတင်ထေရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးဒေါက်တာအောင်ကျော်မင်းရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဒေါက်တာကျော်ထွန်းစကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးမောင်မောင်နဲ့မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးတင်လွင်မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးမောင်ကိုနဲ့ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ဦးမျိုးဆွေဝေတို့အားခန့်အပ်ထားကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမတ်အမိန့်10/2021ဖြင့်ထုတ်ပြန်ထားပါတယ်။လူကြီးမင်းတို့ရဲ့လုပ်ငန်းကြောင်းရများကိုကြော်ညာထည့်သွင်းလိုပါကတဟခထိုင်မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ဒီကနေ့တဟခထိုင်မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော့မှာဖြစ်ပါတယ်။အားလုံးပဲကိုစိတ်နှပြကျမချင်ကြပါစေရှင်။ကျမချယ်ပါ